A lot of millions of Burmese fans, Myanmar fans. Hi, Burmese fans. Hi, thank you. All right. Thank you. All right. Okay. ဒီနေ့မှာတော့လေလူသားကြက်တိုက်ပွဲလို့နာမည်ဆိုးတက်ခံရပြီးတော့ဒီဝါလီခံရလူနီးပါးဖြစ်နေတာအားကစားတစ်ခုကနေ ဟုတ်တယ် ဒေါ်လာဘီလီယံပေါင်းများစွာတန်တက်ကမ္ဘာလုံးဆွမ်းရအင်ပတ်ရကြီးတစ်ခုအဖြစ်ဘလို့ပြောင်းလဲသွားလဲဆိုတဲ့ဇလံကိုအတူတူလေ့လာကြည့်ကြရအောင် ဒီအပြောင်းလဲရဲ့ဗဟိုချက်မှာရှိနေတဲ့သူကတော့ဘော့စတွန်ကအရက်ပါမှလူချမ်းလုပ်ခဲ့ဟိုတယ်ဝန်ထမ်းလုပ်ခဲ့တဲ့ဘဝကနေအားကစားလောကရဲ့ဩဇာအကြီးဆုံးပုံကိုတယောက်ခေလာတဲ့ဒန်နာဝိုက်ပါပဲ All right. Thank you. Last thing from me. Can you say like hello to like a lot of millions of Burmese fans, Myanmar fans? Hi, Burmese fans. Hi, thank you. All right. Thank you. All right. Okay. သူ့ရဲ့ဇလံမပါပဲ UFC ရဲ့ဇလံကပြည့်စုံမှာမဟုတ်ဘူးနော် တကယ်ပဲ ဟုတ်ကပဲဒီနေ့လေ့လာမှုမှာတော့ UFC ရဲ့အောင်မြင်မှုနောက်ွယ်ကအဓိကကျတဲ့အလေအပြောင်းတိုင်းဒီဗျူဟာမြောက်ဆုံးဖြတ်ချက်တွေနဲ့အငင်းပွားဝယ်ရာဖြစ်ပျက်တွေကိုပေးထားတဲ့သတင်းရင်းမြစ်တွေထဲကနေထုတ်နှုတ်ပြီးဆွေးနွေးသွားမှာပါ ကဲစလိုက်ကြအောင် UFC ရဲ့အစာပိုင်းကာလတွေကတော့တော်တော်လေးကိုကြမ်းတမ်းခဲ့နေနော်1993မှာစခဲ့တုန်းကဆိုရင်စီးမြင့်မရှိဆိုတာကသူတို့ရဲ့ဆောင်ပုတ်ပဲ အဲ့ဒီတုန်းကဆိုရင်စာပင်ဆွဲတာခေါင်းနဲ့တိုက်တာပေါင်ကြားကိုကန်နာရီအထီတောင်ခွင့်ပြုထားခဲ့တာဆိုတော့ ကြောက်စရာကြီးပဲ TV လိုင်းညို့မဂ္ဂဇင်းတစ်ခုကဆိုရင်လူသားသမိုင်းတစ်လျောက်မှာအသွေးထွက်တန်ရုပ်အစမ်းဆုံးနဲ့အကျဉ်းနှံဆုံးဖျော်ဖြေမှုလို့တော့ရေးခဲ့တယ်ဆိုတော့လေ အဲ့ဒီအချိန်က American Senator John McCain ပေါ့သူကသူ့ရဲ့နာမည်ကျော်စကားလူသားကြက်တိုက်ပွဲဆိုပြီးတောင်းနှုံခဲ့တာက USC တဲ့တေလူမျိုးပါတီစီတဲ့ထိုးနှစ်ချက်ပါပဲ ဟုတ်တယ်သူကပြင်းတဲ့အချို့ရင်းမှုတွေကိုစာရီလိုက်ရေးပြီးဒီယာကလာကိုပိတ်ပင်မှုလှုံ့ဆော်ခဲ့တယ်နော် အမှန်ပဲအဲ့ဒီရဲ့ရလက်ကတော့ cable TV line တွေအားလုံးက USC ပွဲတွေကိုထိုးလင့်တာရက်ဆန်းလိုက်ကြတာပဲ ဆိုလိုတာကသူတို့ရဲ့အဓိကဝင်ငွေလမ်းကြောင်းဖြစ်တဲ့ pep view လို့ခေါ်တဲ့တပွဲချင်းကြီးရှုခွင့်ရောင်းချတဲ့လုံတန်းက လုံးဝကြပြတ်တော့သွားတယ် လုံးဝရပ်သွားတဲ့သဘောပေါ့နော်အရန်ကိုဆိုးရွားနေပြီဟုတ်လား အဲ့ဒီပွဲကိုသွားကြည့်ခဲ့တဲ့ Lorenzo Fertitta ကိုလည်းပြောခဲ့တာကအမတ်တရား T-shirt တစ်ထည်တောင်ဝယ်လို့မရဘူးဆိုတော့ဘလောက်တော့စီးဝါပြက်ကဆိုင်နေလေတီးနိုင်တယ်လေ ဒီလိုအမော်မိုင်ဆုံးအချင်းမှာပဲကျွန်တော်တို့ရဲ့ဇက်လိုက်ဒေနာဝိုက်ပေါ်ထက်လာပါတယ်သူရဲ့ငယ်ဘွားကလည်းတော်တော်လေးကိုကြံ့တန်းခဲ့တယ်နော် father ကအရက်သမား မိခင်တူဦးရဲ့လက်အောက်မှာကြီးပြင်းခဲ့ရပြီးကောလိပ်ကိုနှက်ခါထွက်ခဲ့ရတယ်လမ်းခင်းတာကအစအရက်ပါမှလူချမ်းလွတ်တာအဆုံးအလိုမျိုးစုံလွတ်ခဲ့ရတယ် ဒါပဲသူ့မှာအမြဲတမ်းရှိနေကြတဲ့စိတ်ဆန္ဒတစ်ခုကတော့တိုက်ခိုက်ရဲ့လောကထဲကိုဝင်ရောက်ဖို့ပဲ ဟုတ်တယ်ဟိုတယ်ဝင်နှားလုံနေရင်တရက်မှာငါဒီမှာဘာတွေလုပ်နေတာလဲလောကိုမေးပြီးအလောကနေရုတ်တရက်ထွက်ခဲ့တာပြီးတော့သူ့ရဲ့ဇာတိ Boston မှာလောဝစ်တင်တန်းနေစဖွင့်ခဲ့တယ် အဲ့ဒီ Boston မှာပဲသူ့ဘွားကိုတဆစ်ချိုးပြောင်းလဲစီမဲ့အဖြစ်ဖြစ်ထိခဲ့တယ်နော်ရုပ်ရှင်တွေကအတိုင်းပဲ အော်တကယ်ကိုပဲနာမည်ဆိုးနဲ့ကြော်ကြတဲ့မာဖီးယားခိုင်းခေါင်းဆောင် Whitey ပေါ်ကြတဲ့လက်အောက်ငယ်ထား Kevin Weeks ကသူ့စီကနေအကာအကွယ်ပေးခဒေါ်လာ2500လာတောက်ခဲ့တယ် အသက်20နှစ်အရွယ်အတွက်တော့အများကြီးပေါ့ အများကြီးပဲလေသူကလစ်လူရှုလိုက်တယ် ပြီးတော့ဗာဆက်ဖြစ်လဲ ရက်နေငယ်ကြတော့ဖုံးဝင်လာတယ်မနေ့ဖြန်နေ့လေနှစ်နာရီနောက်ဆုံးထားပြီးပိုက်ဆံပေးရမယ်ဆိုပြီးချင်းချောက်တယ် အိုး အဲ့ဒီဖုန်းခေါ်ကြောင့်ဒီနာကဘာမှမစင်စားတော့ပဲ Left Vegas ကိုတွားမယ်အလျင်လက်မဲ့တစ်ဆောင်ချက်ချင်းဝယ်ပြီးထွက်ပြေးခဲ့ရတော့တာပဲ မယုံနိုင်စရာပဲ ဆိုတော့ UFC ရဲ့အနာဂတ်ကိုပြောင်းလဲပြီးမဲ့လူကမာဖီးယားခိုင်းကြောင့် Vegas ကိုထွက်ပြေးလာရတဲ့သူဖြစ်နေတာပေါ့သူ့အတွက်ကအဲ့ဒီထွက်ပြေးမှုကကံကောင်းခြင်းတစ်ခုဖြစ်သွားတယ်တကယ်ကိုပါပဲ Las Vegas မှာအထက်တန်းကျောင်းနေပဲတငယ်ချင်းတွေဖြစ်တဲ့ billionaire ညီအကို Lorenzo နဲ့ Frank Fertitta တို့နဲ့ပြန်ဆုံခဲ့တယ် Station Casino လုပ်ငန်းစုကိုအမွေဆက်ခံထားတဲ့ဘီလီယံနာတွေနော် ဟုတ်တယ်သူတို့၃ယောက် Jiu-Jitsu အတူတူလေ့ကျင့်ရင်တိုက်ခိုက်ရေးအားကစားကိုအရင်စိတ်ဝင်စားသွားကြတယ်အဲ့ဒီအချိန်မှာဒေနာကတိုက်ခိုက်ရေးသမားတီချိုးကိုမန်နေဂျာလုပ်ပေးနေရင် UFC ရဲ့ပိုင်ရှင်ကကုမ္ပဏီကိုရောင်းချခြင်းနေမှန်းသိသွားခဲ့တယ် အခွင့်အရေးကိုအမီးအဖန်ဆိုလိုက်ကြပါသူကဖာတီတာညီအကို UFC ကိုဝယ်ဖို့စီယုံခဲ့လေ2002ခုနှစ်မှာဒေါ်လာ2သန်းနဲ့ကုမ္ပဏီကိုဝယ်ချလိုက်ကြတယ် ဒေါ်လာ2သန်းကျော်တာ Fertitta ညီအကိုရတော့အများကြီးမဟုတ်ပေမဲ့လေသူတို့ဝယ်လိုက်တဲ့အရာကတကယ်တမ်းကျတော့ဘာမှမရှိတဲ့လောက်နီးပါပဲ ဟုတ်တယ်နော်ဘာတွေပါလာလဲ သူတို့ရလိုက်တာက UFC ဆိုတဲ့စာလုံး၃လုံးနဲ့တန်ချေတက်နေတဲ့တစ်တအထက်ခံပုံဂျူဝိုင်းအဟောင်းတစ်ခုပဲပိုဆိုးတာကဂုံပစ္စည်းထုတ်လုပ်ခွင့်ဗီဒီယိုဂိမ်းအခွင့်ရေးတွေလို့အရာအလုံးကိုအရင်ပိုင်ရှင်က Lionsgate ဆိုတဲ့ကုမ္ပဏီကိုရောင်းနာပြီးသားအဲ့ဒါတွေကိုတော့သူတို့ကပိတ်ဆန်းပေးပြီးပြန်ဝယ်ခဲ့ရတယ် ဒေနာဝိုက်ကိုတော့
ဥက္ကဋ္ဌအဖြစ်ခံပြီးရှေ့ရ7%ပေးခဲ့တယ်ကို อืม ဒေါ်လာ2တန်းနဲ့ကုမ္ပဏီတစ်ခုလို့ရလာပြီဒါပေမဲ့သူတို့ရလိုက်တာကနာမည်ဆိုးနဲ့တန်ချေတက်နေတဲ့ကြိုးဝိုင်းအဟောင်းတစ်ခုပဲဆိုတော့ပထမဆုံးမေခွန်းကဒီလောက်နာမည်ပြည့်နေတဲ့အရာတစ်ခုကိုဘယ်ကနေစပြီးတန့်စင်ရမလဲဆိုတာပဲထင်မယ်ထင်တယ် မှန်ပါပဲအဲ့ဒီအချိန်မှာသူတို့ရဲ့ပထမဆုံးနဲ့အရေးကြီးဆုံး view ဟာကတရားဝင်ဖြစ်အောင်လုပ်ဖို့ပဲအားကစားကော်မရှင်နဲ့ပူးပေါင်းပြီးတိကျတဲ့စီမင်းစည်းကမ်းတွေရေးဆွဲခဲ့တယ် လမ်းဘေးရံပွဲပုံစံမဟုတ်ပဲတကယ်အားကစားတစ်ခုအဖြစ်အများကမြင်လာအောင်စူးစမ်းခဲ့ကြတာပေါ့ အတိအကျပဲဒါပေမဲ့ခီးလန်းကလုံးဝမဖြောင်ပြူခဲ့ပါဘူးပွဲချင်းပါမယ်နေရာရှာမရဘူး pay-per view ကုမ္ပဏီတွေကလက်မခံဘူး အကြီးမားဆုံးပြဿနာကတော့ငွေကြေးပဲဖြစ်မယ် ဟုတ်တယ်ပွဲတစ်ပွဲလုတ်လိုက်အရှုံးပေါ်လိုက်နဲ့နောက်ဆုံးမှာဒေါ်လာ44တိုင်းအထိရှုံးခဲ့ပါတယ် ဒေါ်လာ44တန်းဒါတော်တော်များတဲ့ပမာဏပဲအဲ့ဒီအချိန်မှာတော့ဖာတီတာညီကိုလည်းလက်မြောက်ချင်လောက်ပြီပေါ့ အမှန်ပဲတရက်မှာတော့လော်ရန်ဇိုကဒေနာစီဖုံးဆက်ဒီလုံငန်းကိုရောင်းဖို့ချိန်တန်းပြီဘယ်လောက်နဲ့ရောင်းလို့ရမလဲစုံစမ်းကြည့်ပါလို့ပြောခဲ့လေ အိုး အိမ်ရကဒေနာအတွက်တော့အိမ်မပြော်ရဲ့ညတညဖတ်ခဲ့မှာပဲဒါပေမဲ့နောက်တစ်နေ့မနက်မှာလော်ရန်ဇိုကပြန်ဖုံးဆက်တယ် အဲ့ဒါလေ သူ့ရဲ့ဆုံးဖြတ်ချက်ကပြတ်သားခဲ့တယ်ထားလိုက်တော့ကွာဆက်တာလုံမယ်ဆိုပြီးအရှုံးမပေးခဲ့ပါဘူး ဝိုးအဲ့ဒီဆုံးဖြတ်ချက်က USC ရဲ့တမိုင်းကိုပြောင်းလဲစေခဲ့တာပဲဒါပေမဲ့ရှေ့ဆက်ဖို့အတွက်သူတို့မှနောက်ဆုံးခွင့်ရေးတစ်ခုပဲကြံတော့တယ်နောက်ဆုံးဖြစ်လိုက်တဲ့မြားတစင်းလို့ပြောလို့ရမယ် reality TV show တစ်ခုပေါ့ ဟုတ်ပါတယ် The Ultimate Fighter လို့ခေါ်တဲ့ TUF အစီအစဉ်မှာတိုက်ခိုက်ရေးသမားတွေကိုအိမ်တစ်လုံးထဲမှာအတူနေခိုင်းပြီး UFC စားချုပ်တစ်ခုအတွက်ရှင်ပြန်ရတဲ့အစီအစဉ်ပဲ သူတို့ရဲ့ view ဟာကအရန်ရှလာတယ်နော် anime အားကစားကို TV channel တွေပေါ်တိတ်တဆိတ်ပြန်ရောက်လာအောင်လုပ်မဲ့ Trojan Horse တကောင်လို့အထုံးချပြတာ ဟုတ်တယ် Reality show ပုံစံနဲ့ပရိသတ်ကိုဆွဲဆောင်ပြီးအပိုင်းတိုင်းရဲ့အဆုံးမှာတကယ်တိုက်ပွဲတစ်ခုကိုထည့်ပြခဲ့လေ တစ်စက္ကန့်လောက်နေပါဦးသူတို့ကထုတ်လို့ရေးစရေးဒေါ်လာစိုက်တန်းလုံးကိုကိုယ်ပိုက်ဆံနဲ့ကိုစိုက်ပြီး ဟုတ်တယ် TV channel ကိုအလကားလွှင့်ခိုင်းတာ ဒါကလောင်းစားမှနောက်ဆုံးလက်ကျန်ပိုက်ဆံကိုအကုန်ထိုးလိုက်တာနဲ့အတူတူပဲပေါ့ လုံးဝအတိအကျပဲအဲ့ဒီချိန်မှာသူတို့ရှုံးထားတာကဒေါ်လာ44တန်းရှိပြီ TV Network တိုင်းကလည်းညင်းပယ်ခဲ့တယ်နောက်ဆုံးမှာ Spike TV နဲ့သဘောတူညီမှုရခဲ့ပေမဲ့အဲ့ဒီသဘောတူညီချက်က UFC ဘက်ကအကုန်ခံ Spike TV ကအလကားလွင့်ပေးဖို့ပဲ ဒီ season သားမအောင်မြင် UFC ဆိုတာတမိုင်းထဲမှာပဲကြံခဲ့တော့မှ ဒါပေမဲ့အဲ့ဒီဆွန်ဆမှုကအကြီးကျယ်အောင်မြင်ခဲ့တယ်အထူးသဖြင့် season 1ရဲ့နောက်ဆုံးဘိုလ်လူပွဲ Forrest Griffin နဲ့ Stephen Bonner တို့ရဲ့ပွဲစဉ်က UFC တမိုင်းကိုပြောင်းလဲပစ်ခဲ့တယ် အဲ့ဒီပွဲကို UFC တမိုင်းမှာအရေးအကြီးဆုံးတိုက်ပွဲလို့တောင်တင်စားကြတယ်သုံးချီလုံးတွဲထွက်တန်းယူထိခဲ့ပြီးတယောက်မှနောက်မဆုတ်ခဲ့ဘူး အဲ့ဒီပွဲကို TV ကနေအခမ်းမတိုက်ရိုက်ထုတ်လွှင့်နေတော့မှကြီးစုသူနှုံးကမိနစ်ပိုင်းအတွင်းအစွန်မတန်မြင့်တက်သွားခဲ့တယ်ဆို ဟုတ်တယ်လူတွေကတယောက်ကိုတယောက်ဖုန်းလေးဆက် message တွေပို့ပြီး Spike TV ကိုအခုချက်ချင်းဖွင့်ကြည့်လို့ပြောခဲ့ကြတယ်လို့တောင်ဆိုကြတယ် ဆိုတော့ TUF ကတိုက်ပွဲတွေကိုရောင်းလာတဲ့တိုက်ခိုက်ရေးသမားတွေရဲ့ဘဝဇန်လန်းတွေကိုအရင်ရောင်းလိုက်တဲ့သဘောပေါ့ အတိအကျပါပဲ ပရိသတ်ကသူတို့ရဲ့ရုန်းကန်မှုကိုတပတ်ပြီးတပတ်အခက်မှတ်ကြည့်ပြီးတန်ရုံးစင်ဖြစ်သွားတော့နောက်ဆုံးဘိုလ်လူပွဲကိုမကြည့်ပဲမနေနိုင်တော့ဘူး ဒါဟာပရိသတ်ကိုစိတ်ပိုက်ဆိုင်ရာယင်းနှီးမြုံနှံမှုလောက်ခိုင်းလိုက်တာပဲပရိသတ်ကတက်ခိုက်ရေးသမားတယောက်ကိုအားပေးခြင်းစိတ်ပေါက်သွားပြီဆိုရင်သူ့ပွဲအတက်ပိတ်ဆန်ပေးကြည့်ဖို့ဝန်မလဲတော့ဘူး အဲ့ဒီ formula ကဒီနေ့ထိ UFC ရဲ့အဓိက marketing လက်နက်တစ်ခုဖြစ်နေတော့မယ်နော် ဟုတ်ပါတယ်အဲ့ဒီညကပွဲပြီးတော့ဒီနာကနှစ်ယောက်လုံးကို UFC စားချုပ်ပေးခဲ့ပြီး season 2အတွက်စားချုပ်ကိုပွဲချင်းပါတာနေရရဲ့နောက်ွယ်ကလမ်းချတဲ့မှာ napkin စကူပေါ်မှာလက်မရေးထိုးခဲ့ကြတယ် TUF ရဲ့အောင်မြင်မှုက UFC အတွက်ရွှေတကားကိုဖွင့်ပေးလိုက်တယ်လို့ပါပဲအဲ့ဒီကနေတဆင့်သူတို့ကကိုရေရှည်တည်တံ့စေတဲ့စက်ဝိုင်းတစ်ခုကိုဖန်တီးနိုင်ခဲ့တယ်လို့ဆိုပါရဲ့အဲ့ဒါကိုနည်းနည်းရှင်းပြပေးလို့ရမလား ဒါကကိုဘာသာကိုအားဖြည့်ပေးနေတဲ့စဝိုင်းတစ်ခုလိုဖြစ်သွားတာပါဆိုလိုတာက Spike TV လို့ Free TV ကနေကျေပွင့်တီမွေးထုတ်ပေးတယ်ပရိသတ်ကအဲ့ဒီကျေပွင့်တီရဲ့ဇလန်းကိုတီးပြီးချစ်ခင်သွားတယ်အဲ့ဒီကျေပွင့်တီရဲ့ပွဲကြီးပွဲကောင်းတွေကို Pay-per view မှာပိတ်ဆန်ပေးကြည့်တယ် အဲ့ဒီရတဲ့ပိတ်ဆန်နဲ့ Free TV အစီအစဉ်တွေထပ်လုပ်တယ် ဟုတ်တယ်ဒီသန္တရာလန်နီတို့ကုမ္ပဏီကထပ်ဖြည်းဖြည်းကြီးထွားလာတော့တာပဲ ညံကြီးရှင်ဆန်တဲ့ view ဟာပဲအဲ့ဒီနောက်မှာတော့သူတို့ကပြိုင်ဘက်တွေကိုတယောက်ပြီးတယောက်ရှင်းလင်းဖို့စ조사လာတယ် ဟုတ်ပါတယ်သူတို့ရဲ့အကြီးမားဆုံးပြိုင်ဘက်ကဂျပန်အခြေစိုက် Pride FC ပါ2009မှာ Pride FC ကိုဒေါ်လာ130နဲ့ဝယ်ယူလိုက်တယ် ဒီဝယ်မှုကပြိုင်ဘက်တယောက်ကို upset လိုက်ထားတဲ့ပို့တယ်နော်
Prime မှာကမ္ဘာအကောင်ဆုံး heavyweight ရှိတယ်ပြီးတော့အရေးကြီးဆုံးက သူတို့ရဲ့တိုက်ကွဲမတမ်းများစွာ fight library ကိုပါရလိုက်တာပဲ အဲ့ဒီ fight library ကဘလို့များအသုံးဝင်ခဲလို့လဲ UFC ကအရန်ချလာတယ်သူတို့ကအဲ့ဒီ Pride ရဲ့ပွဲဟောင်းကောင်းတွေကိုတခြားပြိုင်ပတ်အဖွဲ့အစည်းတွေရဲ့ pay per view ပွဲရှိတဲ့ညမှာအခက်မှပြန်လွှင့်ပြခဲ့တယ် ။အိုးဒါပြိုင်ဘတ်ကိုသူ့လက်နဲ့ပြန်တိုက်ခိုက်ခဲပြည်သက်စီကိုလူယူရနေပြီဟာပဲ အတိအကျပဲ2010မှာ Strike Force ကိုထပ်ဝယ်လိုက်ပြီးနောက်မှာတော့ UFC ဟာကမ္ဘာအကြီးဆုံး MMA ဖွဲ့စည်းအထူးအခိုင်အမာရည်တည်နိုင်ခဲ့တယ် ။အဲ့ဒီကနေတဆင် TV စာချုပ်ကြီးတွေကမ္ဘာလုံးဆိုင်ရာချက်ထွယ်မှုတွေစက်တိုက်လာတော့တာပဲ မှန်ပါတယ်2010မှာ Fox Sports နဲ့9နှစ်စာချုပ်ကို$1တန်တရာနဲ့ချုပ်ဆိုနိုင်ခဲ့တယ်2018မှာတော့ ESPN နဲ့9နှစ်စာချုပ်ကို$1.5 ဘီလီယံတန်ဖိုးနဲ့ချုပ်ဆိုနိုင်ခဲ့တယ် ။ကမ္ဘာကိုချက်တွင်းနေမိလာမှလဲသူတို့ကဒေတာကန်ဟီးရိုးတွေကိုအသုံးချခဲ့တယ်နော် ဟုတ်တယ်ကနေဒါဈေးကွက်ကိုဖွင့်ဖို့ GSP UK အတွက် Bisping ဥရောပတစ်ခုလုံးကိုကိုင်းလို့ဖို့ Conor McGregor နဲ့ကျုံနိုင်ငံအတွက် Weili Zhang တို့လိုတိုက်ခိုက်ရေးတမန်တွေကိုအောင်မြောင်ပန်းပေးခဲ့တယ် ။နောက်ဆုံးမှလို့သူတို့ရဲ့အကြီးမားဆုံးအော်ဝဲတွေကတစ်ခုဖြစ်တဲ့ New York ပြည်နယ်မှာတရားဝင်ကျင်းပခွင့်ကိုရှစ်နှစ်ကြာကြိုးပမ်းအပြီး2016ခုနှစ်မှာရရှိခဲ့တယ် အဲ့ဒီနေ့မှာပဲ Fatida ညီအကိုကကုမ္ပဏီကို Endeavor ဆိုတဲ့ကုမ္ပဏီကြီးစီကို$4ရက်စက်နဲ့1 ဘီလီယံနဲ့ရောင်းချခဲ့ပါတယ် ။ဒါဟာအားစားလောကသမိုင်းမှာအကြီးမားဆုံးအယောင်းဝယ်ထက်ခဲ့ပြီးဒေါ်လာနှစ်တန်းနဲ့စတင်ခဲ့တဲ့စွန်စားမှုအတွက်မယုံနိုင်စရာအကျိုးမြတ်ပါပဲ ဒီနာဝိုက်ကတော့အစပိုင်းမှာရောင်းမှုကိုတိတ်တဘောမတူခဲ့ဘူးလို့သိရတယ် ။သူ့တဲ့ဒါကအလုပ်တစ်ခုထပ်ပုံနေခဲ့လား ဟုတ်ပါတယ်သူကဒါကိုကိုယ်တိုင်မွေးမြူထားတဲ့ကလေးတယောက်လိုသဘောထားခဲ့တာဒါပေမဲ့ Endeavor ရဲ့ CEO ဖြစ်သူအာရီအမန်နျူကသူ့ကိုဥက္ကဋ္ဌအဖြစ်ဆက်လက်လုပ်ကိုင်လို့စီယုံနိုင်ခဲ့ပြီးသူ့ရဲ့အခန်းကဏ္ဍကအရင်အတိုင်းပဲဆက်ချီနေခဲ့ပါတယ် ။သူတို့ရဲ့လိုက်လျောညီထွေရှိမှုကိုပြသခဲ့တဲ့နောက်ဆုံးတာစကားကတော့20နှစ်တက်ကရေရောဂါကာလမှာပေါ့။တခြားအားကစားလောကတွေအားလုံးရဲ့တက်နေချိန်မှာ ဟုတ်တယ် UFC ကအဘူဒါဘီမှာ Fight Island ဆိုတဲ့စီမံကိန်းနဲ့ပွဲပေါင်း40ပွဲထိကျင်းပနိုင်ခဲ့တယ်အဲ့ဒီနေ့မှာသူတို့ရဲ့ပြည်သက်က46%တော့တိုးပွားလာခဲ့တယ် ဒါပေမဲ့ဒီလိုကြီးမားတဲ့အောင်မြင်မှုတွေနဲ့အတူပြင်းထန်တဲ့ဝေဖန်မှုတွေကလည်းရှိနေတော့ပါပဲเนาะ ဟုတ်ကဲ့အထူးသဖြင့်လဝကြီးရုပ်ကူးနဲ့တိုက်ခိုက်ရေးသမားတွေကိုလာဆအလွန်အလောက်မပေးဘူးဆိုတဲ့ဆွဆွဲချက်တွေနဲ့တရားစွဲဆိုမှုတွေကိုရင်ဆိုင်နေရပါတယ် UFC ဟာဝင်ငွေရဲ့16%လောက်ကိုပဲတိုက်ခိုက်ရေးသမားတွေကိုပြန်ခွဲဝေပေးတယ်လို့ဆိုပါတယ် ဒါဟာတခြား NBA NFL လို့အထူးအားကစားလောကတွေက50%နီးပါးခွဲဝေပေးတာနဲ့နိုင်ရှင်ရင်အလွန်နေဝတဲ့ပမာဏဖြစ်တယ်လို့ဝေဖန်သူတွေကထောက်ပြကြတာပေါ့ ကဲဒါဆိုရင်တော့ဒေါ်လာ2တန်တန်ဒီဝါလီခံရလို့နီးပါးအမတ်တန်စိတ်တစ်ခုကနေဒီနှစ်မှာဒေါ်လာ7ဘီလီယံတန်ဖိုးရှိတဲ့လုပ်ငန်းကြီးတစ်ခုဖြစ်လာတဲ့အထိဇလန်းကိုကျွန်တော်တို့ပြန်ကြည့်ခဲ့ကြပြီ ဟုတ်ပါတယ်ဒါဟာစွန့်စားမှုမစုံမနစ်ကြိုးစားမှုနဲ့ reality show တစ်ခုကိုအသုံးချခဲ့တဲ့ဖြူဟားမြောက်အလဲအပြောင်းတွေရဲ့ရလာဆိုတာထင်ရှားပါတယ် ဒီဇလန်းတစ်ခုလုံးကိုပြန်ကြည့်လိုက်တဲ့အခါစိတ်ဝင်စားစရာကောင်းတဲ့မင်းဟုန်းတစ်ခုထွက်ပေါ်လာတယ်နော် ဟုတ်ကဲ့ဒီနာမဝိုက်ကိုယ်တိုင်ကသူ့ကိုယ်သူ savage ရက်စက်ကြမ်းတမ်းသူလို့ခဏခဏသုံးနှုံးလေးရှိတယ်ဒီလိုစဉ်းစားစရာကသူ့ရဲ့အလျှော့မပေးတတ်တဲ့တခါရမှာကြမ်းတမ်းတယ်လို့ထင်ရတဲ့ဆရာကြီးလက္ခဏာကဒီလိုကဘာကျော် empire တစ်ခုကိုတိဆောက်ရမှာမရှိမဖြစ်လို့အတဲ့အရေးချင်းတစ်ခုလား ဒါမှမဟုတ်ထိုက်ခတ်ရေးသမားရေလို့တခြားသူတွေရဲ့အခွင့်အရေးတွေပေါ်မှာတိဆောက်ထားတဲ့ပိတ်ဆက်မှုတစ်ခုဖြစ်နေမလားဆိုတာပါပဲ